ကဲဗျာမောယူပွဲပြီးသွားပြီအခြေအနေလေးဘလို့လဲဗျာကျွန်တော်ခန့်မှန်းထားပေးတဲ့အတိုင်းနော်မှန်ပါတယ်ဗျာကလုံးမှန်ပါတယ်ကျွန်တော်ပြောပါတယ်ဟိုပါလဲအာမောယူဆုံးမယ်ဆိုတာကျွန်တော်ကြိုပြောထားပါတယ်နော်ကျွန်တော်ပြောထားတာမှန်ပါတယ်ဗျာဘလို့လဲအခြေအနေလေးနော်ဒီနေ့ကဘယ်လိုမျိုးပြောမှာအသစ်ထွက်လာတဲ့နော်ဟာစီတီအသိန်းကိုတော့မောယူကြိုင်မနိုင်ဘူးဆိုတော့ဖလားကြတော့ပရိမြလိုက်ဖလားကြတော့မောယူဒီနေ့အတွက်တော့ဝေသွားမယ်လို့ကျွန်တော်ထင်တယ်ဗျာမောယူပရိသတ်တွေကြတော့မောယူဆိုတာမောယူပါပဲလို့ကျွန်တော်ထင်ပါတယ်နော်ဘာပဲပြောလေနော်မောယူကတော့ဒီညကြတော့နော်အဖွင့်ပွဲလေးပရိမြလိုက်အဖွင့်ပရိမြလိုက်နော်ပထမပွဲမှာမောယူနော်ငကိုးတော်ညနဲ့အပြက်စိုးပါတယ်ဗျကျွန်တော်ခန့်မှန်းထားပေးတာမှန်ပါတယ်ဗျပြောင်းတေချာပြောင်းကြည့်လိုက်ပါကွာကျွန်တော်ရဲ့ဗီဒီယိုလေးတွေကျွန်တော်တင်ထားတာရှိပါတယ်မောင်ယူဆုံးမယ်ဆိုတာကျွန်တော်ပြောတာပါတယ်တကူတုံညမဟုတ်ရင်ငကိုဒါမှမဟုတ်တကူကျွန်တော်ကြိုပြောထားတာမှန်ပါတယ်ဗျမောင်ယူပွဲတော့ပြီးမောင်ယူပရိသတ်တွေကြတော့ဘယ်လိုလဲမသိဘူးအခြေအနေလေးနော်ဆိုပါတာတော့ကွာမောင်ယူကတော့ဘယ်လိုပြောမှဆိုလို့ဆိုရင်ဘာလိုအားတာလဲမသိဘူးကျွန်တော်ထင်တာကတော့နီးပြလိုအားပါတယ်ဗျသူတို့လူတွေကြတော့အယောင်ကိုကောင်းပါတယ်ဗျကံမတာကြတော့ဗာလဲကြည့်ရလားမသိဘူးနော်နေပြတွေကစီဘယ်လိုမျိုးပြလူစီတာအစင်မပြေတတ်လားဘယ်လိုမျိုးမသိဘူးဟိုဖက်ကူဆောင်ခီတော့ဆိုလို့စင်းတော့တအိုင်းမော်ယူတအိုင်းတိုတဲ့တယ်ဗျဒီနောက်ပိုင်းမှာဆိုလို့စင်းဘလို့မှမော်ယူအခြေအနေဘလို့မှမကောင်းတော့ဒါတော့ပထမပွဲဆိုတော့မော်ယူအစုံနဲ့နော်ရင်ဆိုင်လိုက်ရတယ်ပေါ့နော်ပြောမယ်ဆိုလို့စင်းတော့ဘာမှတော့မဖြစ်ပါဘူးနော်ထိန်လက်ပါတယ်နောက်ပွဲတွေကြတော့ပြောင်းလဲပြီးတော့နိုင်မယ်လို့တော့ထိန်ပါတယ်ဗျာဒါပေမဲ့လွယ်တော့မလွယ်ဘူးနော်ဒီလောက်ဟာစစ်တီအသိန်းဒီလောက်အသိန်းသေးလေးတွေကိုသူကံမနိုင်ဘူးဆိုတော့နော်ဘယ်လိုပြောရမလဲနော်လောကကိုအခွင့်အရေးကုန်လောက်ပြီးထိန်ပါတယ်အာဆီနယ်တော့မနိုင်သေးတယ်ဗျာညတော့အာဆီနယ်တီးသွားတာဘယ်နှကိုလဲ3-9 3ည4-9ဟုတ်လား3-9 3ညထိန်ပါတယ်ခဏနေကြည့်လိုက်မယ်နော်3-9 3ညထင်တယ်အာဆီနယ်ညတော့အေးဟုတ်တယ်ညတော့အာဆီနယ်3-9 3ညတော့ကစားပါတယ်ဗျာနောက်တပွဲကြရမယူအခြေအနေလေးဘယ်လိုလာမလဲဆိုတာကျွန်တော်နဲ့အတူတူစောင့်ကြည့်ကြပါဗျာကျွန်တော်ပွဲတွေကြိုပြီးတော့ခန့်မှန်းပေးစားမှာမယ်ကျွန်တော်ခန့်မှန်းထားပေးတဲ့ပွဲတွေကတော့3ပွဲ4ပွဲလောက်ရှိတယ်ဗျာနောက်ခဏနေကြ9နိုင်ထိုးလို့ဆိုရင်နောက်ပွဲတွေလာအောင်မှာဗျာမကြခင်လာတော့မှပွဲတွေကြတော့နော်ပွဲစဉ်ကြည့်မဲ့ညီကိုတွေကျွန်တော် Telegram ထဲမှာ line လွှင့်ပေးတယ်ကျွန်တော်နဲ့အတူတူနော်မလွှင့်ရတဲ့ပွဲတွေကျွန်တော်လွှင့်ပေးမယ်နော်ပွဲများတယ်ဆိုလို့ရှိရင်ကျွန်တော်ပွဲပဲလွှင့်ပေးမယ်နော်ကျွန်တော်နဲ့အတူတူကြည့်မဲ့ညီကိုတွေပါဆိုလို့ရှိရင်ကျွန်တော် Telegram line မှာ join ထားလို့ရပါတယ်ဗျကျွန်တော်လည်းပွဲတွေအများအားကျူတင်ခမောင်းပေးသွားမှာဗျနော်ပွဲပြီးမောင်ယူပွဲပြီးအခြေအနေလေးဒီလိုမျိုးဖြစ်လာတော့ကျွန်တော်တို့လည်းမတတ်နိုင်ဘူးလေနော်ဒါကတော့ပရိသတ်တွေကတော့မနေ့ပြန်ကြရတော့မောင်ယူပွဲချက်မှာနေတဲ့ပရိသတ်တွေကတော့မနေ့ပြန်ကြရတော့မမနဲ့ပေါ့မမနဲ့တရက်နဲ့ရတော့နတ်ထားလိုက်ဦးနော်ကျွန်တော်ကတော့မောင်ယူဖတ်မှာဟုတ်ပါဘူးဗျကျွန်တော်ကအာဆီနယ်ပါပဲဒီနေ့မှာဆိုလို့စရင်အာဆီနယ်နိုင်မယ်လို့အာဆီနယ်ပရီးမီယာလိပြောင်းရမယ်လို့ထင်ပါတယ်ပရီးမီယာလိနည်းနည်းဆက်တိုက်နော်စုကူမဲ့အာဆီနယ်ပါဗျဒါမဲ့ပြောမတော့လေနော်မောင်ယူလဲဒီနေ့ဖလားပရီးမီယာလိအတွက်ဟိုကြာဝနိုင်မလားမသိပြောမတော့စောက်ကြည့်ရမယ်ဘာမှမဖြစ်ပါဘူးနော်မောင်ယူပရိသတ်တွေ fighting ပါ